producer အကြိုက် version တစ် version ရယ်နောက်ပြီး director ကြိုက်တဲ့ director ရဲ့ပုံစံနဲ့ဆက်ထားတဲ့ဟာရယ်ဆိုတော့ draft တွေကတော့ဟိုဟာ38ခုလောက်ရှိတယ်38ခု director အကြိုက် producer အကြိုက်ဆိုတော့အဲ့ဒါတွေရောတော်တော်ညှိရလားtheory တို့ညီမဆောနာပြောရဲ technical တို့ဆိုတာဒါအရာအားလုံးinternet ပေါ်မှာရှာဖတ်လို့ရတဲ့အရာတွေပေါ့ဟုတ် storyteller ကောင်းကောင်းတယောက်မဟုတ်လို့ရှင်တော့ editor ကောင်းကောင်းတယောက်ဖြစ်လာဖို့ဆိုတာမလွယ်ဘူးလို့ထင်ပါတယ်မင်္ဂလာပါရုပ်ရှင်ဖက်စာကြိုးစားပါတယ်ဒီနေ့မှာတော့ရုပ်ရှင်ဖက်စာရဲ့အထူးအစီအစဉ်နေနဲ့တတိခုရုပ်ရှင်ရဲ့ editor Emily ဖြစ်ပါတယ်မင်္ဂလာပါခင်ဗျဟုတ်မင်္ဂလာပါဟုတ်ဆိုတော့ကျွန်တော်ပထမဆုံးစပြီးတော့သိချင်တာပေါ့နော်ဟို Emily အနေနဲ့ဒီ feature length ရုပ်ရှင်ကဒါပထမဆုံးဆက်တာလားရှေ့မှာရောဘာတွေဆက်ခဲ့ဘူးလဲအဲ့ဒီအတွေ့အကြုံလေးနဲ့ပြောပြပါဒီအခုတေခုစကားတော့ဟိုဟာဒုတိယမြောက်ဟိုဟာ feature length video editing ပေါ့နော်ရှေ့မှာတော့ဒဇိန်ရုပ်ရှင်ကားကြီးဟိုဟာတီးဖြတ်ကိုထုပိုင်ရဟုတ်ကဲ့ဟုတ်ဆိုတော့ဘာတွေကွာလဲအဲ့ကားနဲ့ဒါ second experience ဖြစ်သွားတာပေါ့နော် feature length အရှိဆိုတော့ဘာတွေကွာလဲဘယ်ဟာတွေကကွာတာလဲနည်းနည်းလေးကျွန်တော်ပြောပြပြပါလားပထမဇာတ်ကားကတော့ဒီ plot driven story ပေါ့နော် mainstream movie ပေါ့ဒီဒုတိယအခုတတိခုကကျတော့ဒီ character driven story ပေါ့နှစ်ခုကတော့ဘာကွာလဲမင်းတော့ pacing ပေါ့ပထမကတော့ mainstream movie ဖြစ်တဲ့အတိုင်းဆိုတော့ fast pacing သွားရတယ်ပေါ့နော်အခုဒီတတိခုကကျတော့ character driven story ဖြစ်တဲ့အတွက်fast pacing သွားလို့မရဘူးပေါ့ဆိုတော့အဲ့နှစ်ခုကကွာခြားချက်ရှိရပေါ့ဟုတ်ဆိုတော့ကျွန်တော်သိညာဘယ်လောက်ကြာအဲ့ဒါလောက်ရလဲစပြီးတော့ကိုယ့်လက်ထဲမှာအယုတ်စုံတဲ့အချိန်ကပေါ့နောက်ဆုံး final ထွက်တဲ့အထိဘယ်လောက်ကြာသွားလဲပထမဦးဆုံးဒီ assembly လုပ်တဲ့ဟာနေပြီးတော့နောက်ဆုံးဒီ final version ထွက်တဲ့အထိဆိုရင်တော့တစ်နှစ်ခွဲကြာတယ်ပေါ့နော်ဒီကရိုက်ကူးနေတော့စပြီးတော့ဆက်တာပေါ့နော်ရိုက်တဲ့အချိန်မှာdaily နေ့စဉ်လာပို့တဲ့ကတ်တွေကိုစပြီးတော့စီရပေါ့ assembly လုပ်တယ်အဲ့အချိန်ကြာမှာပြီးတော့ကြတော့first worker ထွက်တာတစ်လခွဲကြာတယ်အဲ့တစ်လခွဲကနေမှနောက် final အထိဆိုတော့တစ်နှစ်ခွဲကြာတယ်ပေါ့တစ်နှစ်ခွဲဆိုတာပုံမှန်အဖြစ်ဒါအချိန်တော်ယူရတာပေါ့နော်ကျွန်တော်တို့ဆိုတော့အဲ့လောက်ကြာဆို version အောင်ဘယ်နှခုလောက်ထွက်သွားပြောရမယ်ဆိုလို့ရှိရင်တော့draft တွေကတော့ဟိုဟာ38ခုလောက်ရှိတယ်38ခု38ခုဒါပေမဲ့တကယ်တမ်းကိုဒီ story ကိုဒီပုံစံမျိုးမျိုးပေါ့နော် script တိုင်းဆက်တဲ့ဟာရယ် script မဟုတ်ဘဲနဲ့ဒီ editing တဘောအရာပြောင်းလဲပြီးတော့ဆက်ထားတဲ့ version ရယ်နောက်ပြီးတော့ producer အကြိုက် version တစ် version ရယ်နောက်ပြီးတော့ director ကြိုက်တဲ့ director ရဲ့ပုံစံနဲ့ဆက်ထားတဲ့ဟာရယ်ဆိုတော့ final version အနေနဲ့ထွက်ဖို့ဆိုတော့5 to 6 version လောက်ရှိရပေါ့နော် final version ကfinal version လို့သတ်မှတ်တာ5 to 6 version ရှိတယ်ရှေ့မှာ39ခု draft ပေါ့ draft 39ခုရှိတယ် okay ဆိုတော့ခုနလိုပြောရတဲ့စိတ်ဝင်စားလို့ကျွန်တော်ဗာလဲ director အကြိုက် producer အကြိုက်ဆိုတော့အဲ့ဒါတွေရောတော်တော်ညှိရလားပြောရမယ်ဆိုလို့ရှိရင်ပထမဦးဆုံးကတော့ director ကိုကြိုက်တာအရင်ပေါ့နော်ဒီဆက်ခိုင်းလိုက်တယ်ဆက်ခိုင်းလိုက်တဲ့ဟာကိုမှနောက်ပြီးတော့ပြပြီးတော့ဒါနယူးဇီလန်နောက်တစ်မျိုး version လေးတွားလိုက်ရောကောင်းမလားဆိုပြီးတော့စဉ်းစားကြတဲ့အခါကျတော့ version နောက်တစ်မျိုးထွက်လာတယ်ပေါ့နော်နောက်ပြီးတော့ကျတော့နောက်ဆုံးကျမှအားလုံးကိုပုံဖြတ်ပြီးတော့မှအကောင်းဆုံး final version ရတော့ director ကလည်းစိတ်ကြိုက်ဖြစ်တယ်ဒီ editing အနေနဲ့လည်းစိတ်ကြိုက်ဖြစ်တယ်ဆိုရယ် version ထွက်လာပေါ့ကျွန်တော်စိတ်ဝင်စားတယ်ဒီကားကလည်းကျွန်တော်တို့ဒီမှာ screening ပြတော့ကျွန်တော်လည်း crew ထဲမှာပါတော့တွားကြည့်ပြီးသားဆိုတော့ဟို pacing နဲ့ rhythm ကိုလောက်ရတာခက်လားဒီကားမှာဟိုဘယ်လိုမျိုးဖမ်းလဲပေါ့နော် editing ရဟိုဘာလို့ story က fast pacing မဟုတ်ဘူးခုနကကျွန်တော်ပြောထားတာဆိုဟို emotional ကိုပြတဲ့ဟာတွေများအဲ့ဒါကိုဖမ်းရတာခက်လားဘယ်လိုအားဆိုင်ရလဲခက်လားဆိုတော့ဟိုအရင်ပုံမှန်လဲညီမကဒီတောက်လျှောက်mainstream movie ဒီ commercial လောက်တာများတာပေါ့နော်ဆိုတော့အဲ့တော့အမြဲတမ်း first pacing သွားရတယ်ပေါ့ဒါပေမဲ့ဒီပြောရရင်တော့ဒီက minimalist movie လို့ပြောရမလားslow cinema လို့ပြောရမလားပေါ့နော်ဒီဟာတွေကျတော့ဒီ character ကဒီမှာပေးချင်တဲ့ emotion ကဒီ scene မှာကြာလေးပြရမယ်ဆိုလို့ရှိရင်ဒီနေရာကိုရက်ပြီးတော့ဟိုဒီ shot ကို long ဟို version နဲ့ပြရတဲ့ဟာမျိုးရှိရပေါ့နော်ဆိုတော့ဒီမှာပြောရမယ်ဆိုရင်တော့ဟိုနည်းနည်းလေးစမ်းသစ်ထားရရှိရပေါ့ပုံမှန်ဒီ slow cinema သွားတဲ့ပုံစံမဟုတ်ဘဲနဲ့ဒီ first pacing နဲ့ဒီထဲမှာဘယ်လိုမျိုးလုပ်လို့ရမလဲဆိုပြီးတော့နည်းနည်းလေးစမ်းထားတဲ့ဟာလေးလည်းရှိရပါတော့เนาะဆိုတော့အဲ့ဒီအချိန်မှာဒီ
slow နဲ့ fast ကိုဘယ်လိုမျိုးညီမျှ balance လုပ်ရမလဲဆိုတဲ့ဟာလေးကတော့ဒီမှာနည်းနည်းလေးအခက်ခဲရှိရဲ့ ကျုံးကန်တော့အဲ့ဒါ ရတာပေါ့နော် editor နဲ့ director ဆိုတာ relationship ကောင်းရတယ်လေသူကသူဒီဇလန်ကိုသူမွေးမြူလာတာကြာပြီဆိုတော့အဲ့ဒီခုံမှာကျရင်တစ်ခါကျရင်အဲ့လိုညှိရတဲ့အထက်မှာအခက်ခဲရှိခဲ့လားမှတ်တရရှိတဲ့အခက်ခဲသူ convince လုပ်ရတာဒါမှမဟုတ်လေသူကနေကို convince လုပ်ပြီးတော့ edit မှာဆက်ရတာအဲ့ထက်မှတ်တရတစ်ခုရှိလားဟိုပေါ့ driver နဲ့ convince လုပ်ရလားမလုပ်ရလားဆိုတော့အရင်တော့ convince မလုပ်ရဘာဖြစ်လို့လဲဆိုတော့အောင်ဖြိုးနဲ့ကဟို2019ပေါ့နော်အောင်ဖြိုးရဲ့ဟိုပြပြညူအောင်မိုင်းတက်လက်လက်ကားမှာတည်းကပေါ့နော်ဟိုကာလာ grading စလုပ်ပြီးဖြစ်တာပေါ့နော်ပြီးတော့အောင်ဖြိုးရဲ့ဒီရာသီမိုးဆိုရဲကားကိုဝတ်တန်မှာစပြီးတော့ကြီးဖြစ်ခဲ့ပေါ့နော်အဲ့ထဲကအောင်ဖြိုးကိုကသဘောကျခဲ့လို့ပေါ့ခုကားမှာပြန်ပြီးတော့နောက်တစ်ခါအောင်ဖြိုးနဲ့တူတူတွဲပြီးတော့လုပ်ရတဲ့အခါကျတော့သူပြောချင်တဲ့ဟာသူပေးချင်တဲ့ message ကကိုကငကိုတွေကတွဲလုပ်ပြီးသားဆိုတော့ဟိုကြိုပြီးတော့သူနဲ့တော့ဟိုလုံးဝ chemistry မိရလို့ထင်တယ်ပေါ့နော် director နဲ့ editor နဲ့ relationship ကအရေးကြီးတာဘာကြောင့်အရေးကြီးလဲအဲ့ဒါလေးနည်းနည်းပေါ့နော်ကျွန်တော်အဓိကရုပ်ရှင်ရိုက်ဖို့ဒါမှမဟုတ်ရှင်ကိုယ်တိုင် editor လုပ်ဖို့လိမ့်လာနေတဲ့သူတွေအကြံပေးချက်လေးရှိတယ်အဲ့ဒါဘယ်လောက်ထိအရေးကြီးလဲ editing process မှာ director နဲ့ editor နဲ့ဥစားပေါ့ဆက်ဆံရေးအရင်အရေးကြီးပါတယ်မဟုတ်ရင်သူတကားရိုက်ကိုတကားရိုက်ဖြစ်နေမှာပေါ့ပြောနေအဲ့လိုဖြစ်သွားနိုင်နော်ဟုတ်တယ်ဟိုထုံးစံတိုင်းမှာပဲဟိုထုံးစံတိုင်းဆိုတာတဲ့ပေါ့နော် director ကကြတော့ on set မှာရိုက်လာတယ်ကိုကကြတော့ဒီ second director ပေါ့နော်ဒီ edit မှာဒီ visual ဘိုင်းကြီးဘယ်လိုမျိုးပိုကောင်းအောင်ဒီဇာတ်လမ်းကိုပံ့ပိုးပေးနိုင်မလဲဆိုပြီးတော့ဒုတိယအကြိမ် directing ပြန်လုပ်တဲ့ဟာပေါ့နော်ဆိုတော့ director နဲ့ editor နဲ့ကလုံးဝဟိုနှစ်ခုတစ်စိမ်ဖြစ်နေเนาะအကောင်းဆုံးပေါ့မဟုတ်လို့ရှိရင်စောနာလို့ပြောရရင်เนาะတယောက်တကားရိုက်နေပြီးတော့ရိုက်လာတဲ့နောက်ဆုံးထွက်လာတဲ့ output ကလည်းမကောင်းမဲနေမှာပေါ့အဲ့တော့ director နဲ့ဒီ editor နဲ့ relationship ကအရင်ကောင်းမှုတော့အရေးကြီးရပါတော့သူဘာလို့ဆိုလို့ကြံလဲသူ့ရဲ့ voice ကဘာလဲဆိုတာကိုတေချာတိထားရင်တော့ပို့ပြီးတော့ကောင်းတာပေါ့နော်ဟုတ်နိုင်ငံခြားဒီ review တွေမှာလည်းဒီ edit ကတဲ့ဥစား silent တို့ empty တို့အဲ့ဒါတွေကိုတေချာဖမ်းထားတယ်လို့ပြောရတယ်ပေါ့နော်ကျွန်တော်လည်းဒီ review တွေမှာဖတ်ကြည့်တော့ဆိုတော့အဲ့ဒါဘယ်ဟာကိုဆိုလိုတာလဲအဲ့လိုဖမ်းဖို့ဆိုတာဘယ်လိုမျိုးကြွေးလဲဒီမှာ editing လုပ်တဲ့ဟာကျတော့ character တွေရဲ့ emotion မှာပဲဒီ story တစ်ခုလုံးညီမအားထားပြီးတော့ edit ဆက်ထားရပေါ့နော်visual ကောင်းတဲ့ကတ်တွေလည်းပါတယ်ပေါ့ဒါပေမဲ့အဓိကအားဖြင့်တော့တရုပ်ဆောင်တွေကဒီကတ်မှာပေးချင်တဲ့ director ပြောချင်တဲ့ကတ်ကိုအတိအကျရောက်လာဆိုရဲဟာပေါ်မှာမူတည်ပြီးတော့ပဲ edit လုပ်ထားတယ်ပေါ့နော်ကျွန်တော်အချင်းချင်းလေးပေါ့နော်ဆို editing ရဲ့ process ပေါ့နော်ကျွန်တော်အချင်းချုပ်လေးပြောပြပါလားညီမအနေနဲ့ကျတော့ဒီ daily ရလာတဲ့ဥမာ day by day ရလာတဲ့ကတ်တွေရှိတယ်အဲ့ day by day ရလာတဲ့ကတ်တွေကို assembly အရင်လုပ်လိုက်တယ်လုပ်ပြီးလို့ရှိရင်စင်းမိုင်စင်ခွဲလိုက်တယ်စင်းမိုင်စင်ခွဲပြီးတော့စင်းမိုင်စင်ကို rough cut တွေအရင်ဆက်လိုက်တယ်စင်းမိုင်စင်အားလုံးပြီးသွားပြီဆိုတော့မှညီမအဲ့ဒီဟာကိုတစ်လုံးနဲ့ပြန်စုလိုက်တယ်ပေါ့နော် script အတိုင်းပဲအစအဆုံးဖြတ်တယ်ဖြတ်ပြီးတော့မှအဲ့ဖြတ်လိုက်တဲ့ပုံစံကိုမှပုံဖြတ်ပြီးတော့နောက်ထပ် version ထပ်ဖြတ်တယ်ပေါ့နော်အဲ့မှာမှ version တွေအများကြီးပြောင်းလာတယ်ပေါ့နော်ဆိုဟိုပုံစံတွေကတော့မတူဘူးပေါ့ညီမအရင်ဖြတ်ခဲ့တဲ့ဟို10 years မြန်မာ short film ဆိုလို့ရှိရင်ညီမစညွှန်းလုံးဝမသိဘူးပေါ့ဒါပေမဲ့စညွှန်းမသိဘဲနဲ့ဖြတ်တာပေါ့အဲ့ဒီဟာဆိုလို့ရှိရင်အဲ့ဒါကျတော့ခံစားချက်တစ်မျိုးပေါ့ဒီမှာကျတော့စညွှန်းကိုလုံးဝသိပြီးတော့မှစညွှန်းကိုနောက်တစ် version ပေါ့မတူညီရဲ့ version တစ်ခုနဲ့ပြန်ဖြတ်တာပေါ့တစ်ခုနဲ့တစ်ခုကတော့ဇလန်းတွေပေါ်မှာမူတည်ပြီးတော့ဖြတ်တဲ့ပုံစံတွေတော့မတူဘူးပေါ့ဒါပေမဲ့ဟိုပြောရရင်တော့စောနာ technically တွေကတော့ process တွေကတော့အတူတူပဲ assembly လုပ်တယ်စင်းမိုင်စင်းတွေခွဲပြီးတော့မှဇလန်းပြန်ဖြတ်တယ်ပေါ့အဲ့လိုမျိုးတွေပေါ့ဒါတော့ roughly ဒါ process တစ်ခုလုံးပေါ့နော်ဟုတ်အဲ့တော့အခုကစုကရသွားတာပေါ့နော်အဲ့တော့ edit ဆက်ပြီးတဲ့အချိန်မှာအဲ့ပွဲတင်တဲ့အချိန်မှာစုရမယ်လို့မှန်းတာလားစုကရမယ်လို့မမှန်းတာဘူးဒီဟိုမင်းသမီး2ယောက်ထဲကတယောက်ရမလားဆိုပဲစိတ်ကတော့ရှိရယ်သူတို့2ယောက်ထဲကတယောက်ဟိုဘာလို့ဆိုတော့ကိုကသူတို့2ယောက်လည်းအပြင်မှာ personality ရယ်လေဒါပေမဲ့ဟိုကားထဲမှာကျတော့တကယ်ဟိုသူတို့ရဲ့ character ပေါ်မှာတက်ဝင်ပြီးတော့သူတို့ကအပြင်မှာငါသိရလူနဲ့မဟုတ်ဘဲနဲ့ဒီ character လေးကထင်သွားနိုင်တယ်ဆိုတော့သူတို့2ယောက်ရမယ်လို့စိတ်ထဲမှာတော့ဟိုထင်တယ်ပေါ့နော်ဒါအမြင့်ဆုံးပွဲမှာအမြင့်ဆုံးဆုရသွားတော့ဒါဘယ်လိုခံစားရအရန်ဝမ်းသာပါတယ်တကယ်ဟိုလဲဟိုစူးစမ်းခဲ့တာပေါ့နော်အောင်ဖြိုးဆိုရင်ဒီအောင်ဖြိုးရောမတူရောကိုတီရောဒါဟို10နှစ်ဒီဇလန်းပေါ်မှာအချိန်ပေးပြီးတော့ဟိုအာယုံစိုက်ခဲ့ကြတာပေါ့နော်ဆိုတော့ဒါဟိုညီမရုပ်ရှင်လောကအတွက်လည်းတကယ်ဟိုတစ်စစ်ချိုးပါပဲဟုတ်
အဲ့တော့ဟိုကျွန်တော်အနေနဲ့ပြ editor တယောက်အနေနဲ့ပေါ့နော်ဒီတတိခုကားကိုကြည့်မဲ့ပြိသက်တွေကဘာကြောင့်ကြည့်တဲ့နယ်လို့ထင်တယ်ဘာကြောင့်ဒီကားကိုသွားပြီးကြည့်ဖို့ထိုက်တန်တယ်လို့ထင်တယ်ညီမအနေနဲ့ဆိုရင်တော့ဒီရုပ်ရှင်တွေကိုပေါ့နော်ရုပ်ရှင်ကိုမှတော့မကြည့်ရတော့ကြာပြီဒီ2019နောက်ပိုင်းပေါ့နော်ဆိုတော့တော်တော်ကြီးကိုကြာခဲ့ပြီရုပ်ရှင်ဆိုတာဒီ audio နဲ့ visual ပေါင်းထားတဲ့ဟာပေါ့နော်အဲ့ဒါကိုကိုယ့်အိမ်မှာလည်းအမှန်ဆိုကြည့်လို့ရတယ်လေဟုတ်တယ်မလားဘာဖြစ်လို့မကြည့်ပဲနဲ့ရုပ်ရှင်မှာတော့ကြည့်တယ်လဲဆိုတော့ဒီကားကပြောရရင်ဇလန်းအားဖြင့်ရော story အားဖြင့်ရောဒီ post production အားဖြင့်ရောတေချာစူးစမ်းထားရပေါ့နော်ဇလန်းအားဖြင့်ဆိုရင်လည်း10နှစ် develop လုပ်ပြီးတော့မှဒီဇလန်းကိုတေချာရိုက်ထားပါတော့ post production အားဖြင့်အနေနဲ့ဆိုရင်လည်းဒီညီမတို့ဒီဟို Cherry Republic မှာပေါ့နော်ဒီကာလာချိန်တဲ့ဟာကိုအတန်နေရောလှုပ်ထားတဲ့အတွက်ကြောင့်ပုံမှန်ညီမတို့ဒီအိမ်မှာကြည့်ရတဲ့ရုပ်ရှင်ကားနဲ့မတူဘဲနဲ့ဒီ audio နဲ့ visual ပေါင်းစပ်ထားတဲ့ဟာကိုရုပ်ရှင်ရုံမှာကိုယ်တိုင်ခံစားပြီးတော့တွားကြည့်မယ်ဆိုလို့ရှိရင်ဒီကားရဲ့ပေးခြင်းတဲ့ message ကိုပို့ပြီးတော့ရမယ်လို့ညီမအနေနဲ့ခံစားရတယ်ပေါ့နော်โอเคကျွန်တော်တို့နောက်ဆုံးမေးခွန်းလေးတစ်ခုပါဒါကတော့ကျွန်တော်ရုပ်ရှင်ဖတ်စာရေးပြည်သက်အများဆိုရုပ်ရှင်ကိုလေ့လာနေတဲ့သူတွေကိုကျွန်တော်ယူဆတဲ့အတွက် editor ဖြစ်ဖို့ဆိုလို့ရှိရင် practical ကအရေးကြီးလား theory ကအရေးကြီးလားအဲ့နှစ်ခုဆိုတော့ဘယ်လောက် percentage ရှိလဲဒီလေ့လာနေတဲ့သူတွေအတွက်ပေါ့ editor ဖြစ်ချင်တယ်ဆိုဘာလုပ်ရမလဲပေါ့ဗျာeditor ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ storyteller ဖြစ်ဖို့တော့အရေးကြီးရယ်ဟုတ်theory တို့ညီမဆောနာပြောရဲ technical တို့ဆိုတာဒါအရာအားလုံးinternet ပေါ်မှာရှာဖတ်လို့ရတဲ့အရာတွေပေါ့နော်တင်နန်းနေလိုက်တက်လို့ရတယ်ဒါပေမဲ့ကိုရိုင်းကဒီဇလန်းကိုပြောပြတဲ့သူတယောက် storyteller ကောင်းကောင်းတယောက်မဟုတ်လို့ရှင်တော့editor ကောင်းကောင်းတယောက်ဖြစ်လာဖို့ဆိုတာမလွယ်ဘူးလို့ထင်ပါတယ်ဟုတ်ကျေးဇူးပါခုလိုလာပြီးတော့အချိန်ပေးပြီးဖြေကြားပေးရတဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးပါဟုတ်ကဲကျွန်တော်တို့ရုပ်ရှင်ဖတ်စာရဲ့ page ကိုကြည့်နေကြတဲ့သူတွေလည်းအခု Emily ပြောသွားတဲ့အတိုင်း editing နဲ့ပတ်သက်လို့တစ်ခုသင်ယူလိုက်ရမယ်လို့ညွှန်လင့်ပါတယ်သင်ကရုပ်ရှင်ချစ်သူတယောက်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ရုပ်ရှင်ဖတ်စာ page ကို like and follow လုပ်ထားလို့ရပါတယ်အားလုံးပဲတက်နိုင်သမျှအဆင်ပြေကြပါစေခင်ဗျ